မျိုးသားညီညွတ်ရေးဆိုရဝင်ကြီးချုပ်ယုံအတွင်းဝင်ကိုဒီတိုင်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီးတော့စုံစမ်းစစ်ဆေးလျက်ရှိပါတယ်အစိုးရအဖွဲ့ကဝင်ကြီးချုပ်ကဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီးကြတဲ့ကညစဉ်7 နာရီမှ10 နာရီအထိတီးခြားအချိန်ပေးပြီးကျွန်တော်တို့ဒီကိစ္စကိုအမှန်တရားပေါ်ပေါက်စေရေးအတွက်စုံစမ်းစစ်ဆေးလျက်ရှိပါတယ်တိုင်ကြားသူ12ဦးအတိုင်ခံရသူ2ဦးဂျားသက်သေ9ဦးကိုအနည်းဆုံး1 နာရီပေးပြီးတော့နေ့စဉ်စစ်ဆေးကြားနာလျက်ရှိပါတယ်ဒါအပြင်ပစ္စည်းသက်သေလူသက်သေများကိုလည်းအသေးအချာစီစစ်ဆေးလျက်ရှိပါတယ်စရင်စရာများနဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်တို့အသေးအချာစီစစ်ဆေးလျက်ရှိပါတယ်တကယ်တော့ဒါဟာဒိုနာတွေပေါ့နော် development partner တွေဖွံ့ဖြိုးရေးကျွန်တော်တို့ကိုကူညီတဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်နေတာဖြစ်တော့ဒီအဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့စရင်စရာများကိုလေရရှိနိုင်ရေးနဲ့စစ်ဆေးနိုင်ရေးဆောင်ရွက်နေရတာဖြစ်ပါတယ်ဒါကြောင့်အချိန်တစ်ခုယူခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့မကြာမီမှာဒီစုံစမ်းစစ်ဆေးအဖွဲ့ရဲ့အစီရင်ခံစာကိုထွက်လာတော့မှာဖြစ်ပါတယ်ဒီအစီရင်ခံစာကိုဆိုရအဖွဲ့ကိုဝင်ကြီးချုပ်ဆန်တင်ပြပြီးဒါဟာအမှန်တရားကိုရရှိနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်လို့ကျွန်တော်ပြည်သူကိုအသိပေးခြင်းပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေတော်လှန်ရေးနဲ့အတူတော်လှန်ရေးသစ္စာတော်လှန်ရေးဂတိနဲ့အညီအမှန်တရားဖော်ထုတ်နိုင်ရေးဓမ္မအမှန်တရားကိုရရှိရေးအတွက်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်